ဗြိတိရှနိုင်ငံသည်ကမ္ဘာပေါ်ရှိတန်ဖိုးရှိဆုံးနိုင်ငံတစ်ခုကိုစစ်အင်အားဖြင့်မဟုတ်ဘဲတမျိုးသောတားမြစ်ထားသောအပြင်တစ်မျိုးဖြင့်တိမ့်နိုင်ခဲ့သည်1800ပြည့်နှစ်များတွင်တရုတ်နိုင်ငံသည်ကမ္ဘာပေါ်ရှိအချမ်းသာဆုံးအာဏာအကြီးဆုံးနိုင်ငံဖြစ်နေသည်ပိုးကြီးဖျောင်းထည်များနှင့်လက်ဖက်ရည်တို့ကအနောက်တိုင်းအတွက်အဖိုးတန်သောရတနာများဖြစ်နေကြသည်ငွေများသည်ပေကင်းသို့စီးဆင်းသွားပြီးဗြိတိရှ၏ငွေတိုင်းများမှာလျော်နှဲလာသည့်ထို့ကြောင့်လန်ဒန်သည်အခြားလန်တလန်ကိုရှာဖွေလိုက်သည်သူတို့သည်ဈေးချိုသာပြီးမူရစ်စွာပြင်းထန်သည့်ပစ္စည်းတစ်ခုကိုတည်ဆောင်လာကြသည်စတင်ချိန်တွင်ကင်းသည်မြစ်များနှင့်စိတ်ကမ်းများတစ်လျှောက်အနှဲငယ်ချင်းဖြင့်ဖြန့်ကျက်လာသည်မကြာမီမှာတော့ကင်းသည်နေရာတိုင်းသို့ပြန့်နှံ့သွားသည်လူတန်းကြီးမူရစ်နှုတ်အတွင်းပိတ်မိသွားကြသည်အရာရှိများပါထိခိုက်သွားကြသည်ဘရင်သည်တိုက်ပွဲဝင်လာသည့်စေကြောပစ္စည်းများကိုဖမ်းဆီးခြင်းတားမြစ်ခြင်းစတော့ပိုင်ဆိုင်မှုများကိုမိရှုဖျက်သိမ်းခြင်းများပြုလုပ်သည်တခဏအတွက်တော့တရုတ်နိုင်ငံသည်မူရစ်ဆေးကိုတားဆီးနိုင်မည်ဟုထင်ရသည်သို့သောဗြိတိရှနိုင်ငံသည်နောက်ပြန်မဆုတ်ပါဂင်းတို့သည်တင်မောတက်ကြီးများကိုဖျက်လွတ်ပြီးအခမဲ့ကုန်သွယ်ခွင့်ကိုတောင်းဆိုလာသည်အဲ့ဒီအချိန်တွင်ပင်ကမ္ဘာပေါ်အချမ်းသာဆုံးနိုင်ငံသည်အနှိမ့်ဆုံးအဖြစ်ပြိုကွဲချလိုက်ရသည်စိတ်ကမ်းများကိုအတင်းဖွင့်လိုက်ရသည်ဟောင်ကောင်ကိုပေးအပ်ပေးလိုက်ရသည်ညီမျှမှုမရှိသောစာချုပ်များကိုဖိအားဖြင့်လက်မှတ်ရေးထိုးလိုက်ရသည်